ကောင်မလေးရေခဲမုတ်ကိုက်စားလိုက်တာနဲ့ဘေးနာကအတော်ကြီးကကြောက်လန့်တကြားထွက်ပြေးသွားတယ်ကောင်မလေးလည်းနားမလည်နိုင်ဖြစ်သွားတာပေါ့အိမ်ပြန်ရောက်တော့ပူထူးဆန်းတာတွေဖြစ်လာတဲ့သူ့မိကသူ့ကိုမမြင်ရတယ်လို့သူ့ကောင်လေးနဲ့အဖေကလည်းသူ့ကိုမမြင်ရပါဘူးသူကြောက်လာပြီးမှန်သွားကြည့်တဲ့အခါမှန်ထဲမှာဘာမှမပေါ်နေတာကိုတွေးလိုက်ရတယ်အဲ့ဒီတော့မှတက်လီကားတဲ့ကအတော်ကြီးကဘာလို့လန့်သွားလဲဆိုတာသူသဘောပေါက်လိုက်တယ်သူကိုပြောင်းနေပြီးရေခဲမုတ်ပဲမြင်နေရလို့ပါကောင်လေးစီဖုန်းဆက်ပေမဲ့အတန်မကြားရပြန်ဘူးသူကဘာကြီးတဲ့ကပြက်ကွက်သွားပြီလားဆိုပြီးစိတ်တက်ကြသွားတယ်တော်သေးတာကဖုန်းမက်ဆေ့ချတော့ပို့လို့ရပါသေးတယ်မိဘတွေစိတ်မပူအောင်သူ့ကောင်လေးကိုမလန့်ဖို့မှာပြီးအောက်ထပ်မှာစောင့်ခိုင်းလိုက်တယ်ကောင်လေးရောက်လာတော့ကလတ်ထိုင်ပေါ်မှာဖုန်းပဲတွေ့ရတယ်ရုတ်တရက်လက်ကိုလာထိမှကောင်မလေးသူ့ဘေးမှာရှိနေမှန်းသိပြီးဖတ်ထားလိုက်ပြီးနှစ်သိမ့်ပေးတယ်သူတို့စာပို့ပြီးပဲဆက်သွယ်လို့ရတော့တယ်အဲ့ဒီအချိန်အဖေဖြစ်သူဆင်းလာတော့ကောင်လေးကကောင်မလေးခီးသွားတယ်လို့လိန်ပြောလိုက်တယ်အဖေကယုံသွားပြီးထမင်းစားဖို့ခေါ်တာနဲ့ကောင်လေးလည်းလိုက်သွားတယ်လို့အနက်မလေးကလည်းနောက်ကပါသွားတယ်သမင်းစပွဲမှာကောင်မလေးကသူ့ကိုခိုးကျွေးဖို့ပူစားတယ်မိဘတွေအာယုံလွဲနေတော့အသားဖက်တွေခိုးကျွေးရတာပေါ့သူတို့လက်ကြည့်လာရင်ကောင်လေးကစားနေတယ်လို့ဟန်ဆောင်လိုက်တယ်ဒါပေမဲ့ကြက်ကောင်ကြီးလမ်းပေးလိုက်တဲ့အချိန်မှာတော့ပြဿနာတက်ပါလေရောအဖေဖြစ်သူကလေထဲမှာကြက်ကောင်ကြီးဝဲနေတာကိုမြင်သွားခဲ့တယ်